မင်္ဂလာပါ tech အခြေပေါ်နဲ့ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တင်ခဲ့တဲ့တမိုင်းအကြောင်းဗီဒီယိုတွေအားပေးကြလို့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့တမိုင်းမဟုတ်ပါဘူးအခုလက်ရှိ2026မှာတကယ်ဖြစ်နေတဲ့ထိတ်တိုက်တွေ့ဆုံမှုတစ်ခုအကြောင်းပါကလောက်ရန်ကိုလူတိုင်းသိကြမှာပါသူကအချင်းတိတ်ခါရှိရဲ့ဘေးကင်းနယ်လို့နာမည်ကြီးခဲ့တာဒါပေမဲ့အခု American စစ်တပ်နဲ့ Anthropic တို့ရဲ့လက်တွဲမှုဟာအကွဲကြောင်းနေဖြစ်ပြီးလုံးဝကိုလမ်းခွဲလိုက်ကြပါပြီချင်းတွေကဘယ်လောက်ထိဆိုးလဲဆိုရင် Donald Trump ကိုယ်တိုင်ကကလောက်ရန်ကို boycott လုပ်ဖို့အမိန့်ထုတ်လိုက်ပြီး Anthropic ကလည်းစစ်တပ်ကိုတရားပြန်ဆွဲတဲ့ဒီဖြစ်လာတာပါဒီကြားတဲ့ ChatGPT ကဘာတွေဝင်လောက်သွားလဲ OpenAI user တွေဘာလို့ဒေါ်လာထွက်နေကြတာလဲအဆုံးနဲ့ကြည့်ပေးကြပါဦး Pentagon က Cloud AI ကိုစစ်တပ်ထဲမှာကန်တမ်းရှိတုံးခြင်းနဲ့အထူးသဖြင့်လူအစုလိုက်အပြုံလိုက်ကိုစောင့်ကြည့်တာမျိုး mass surveillance နဲ့အလိုလျောက်ပြစ်ခတ်နိုင်တဲ့လက်နက်တွေမှာ Cloud ရဲ့အုံနောက်ကိုအသုံးပြုချင်တာတို့ကဒါပေမဲ့ Anthropic ကဒါဟာကျွန်တော်တို့ရဲ့မူဝါဒနဲ့မကိုက်ညီဘူးဆိုပြီးညင်းလိုက်တယ်။အဲဒီမှာဒီပြဿနာစားတာပဲ။ Trump အစိုးရက Anthropic ကို supply chain risk ဆိုတတ်မှတ်လိုက်တယ်။ဆိုလိုတာကဒီကုမ္ပဏီဟာနိုင်ငံတော်အတွက်အန္တရာယ်ရှိတယ်။ရန်သူတွေနဲ့ပေါင်းနေတယ်လို့မျိုးဆွဆွဲလိုက်တာပါ။ဒါကြောင့် Anthropic ဟာဒါကသူတို့ရဲ့လွတ်လပ်စွာပြောဆိုခွင့် First Amendment ကိုချိုးဖောက်လိုက်တာဖြစ်တယ်လို့သူတို့ရဲ့ safe AI မူဝါဒကိုလိုက်နာလို့အစိုးရကလက်စားချေတာပါဆိုပြီးတရားပြန်ဆွဲလိုက်တာပါ။ Trump ကလည်းရှုံးမပေးပါဘူး။သူက Anthropic ဟာဘယ်ကမှမသိတဲ့လက်ဝဲရိမ်းမူဝါဒတွေနဲ့စစ်တပ်ကိုလွှမ်းမိုးဖို့စ조사နေတယ်လို့လူသိရှင်ကြားဝေဖန်ခဲ့တယ်။သူရဲ့အမြင်မှာတော့စစ်တပ်ကခိုင်းတာကို AI ကလုပ်ရမယ်။ AI ရဲ့မူဝါဒကစစ်တပ်အထက်မှာရှိမနေစေရဘူးပေါ့။ဒီတော့ကလောက်ကိုဖယ်ထုတ်ဖို့အတွက်အစိုးရအားဌာနအားလုံးမှာကလောက်တုံးဆွဲမှုကိုချက်ချင်းရပ်ဆိုင်ဖို့ blacklist တွင်ဖို့အမိန့်ပေးလိုက်တယ်။ဒါဟာ AI ကုမ္ပဏီတစ်ခုအတွက်အကြီးမားဆုံးထုံးနှက်ချက်ပါ။ဒါပေမဲ့ဒီညမှာစိတ်ဝင်စားဖို့ကောင်းတာက cloud ကိုပိတ်ပင်လိုက်ပြီမှလူတွေက cloud ကိုပို့ပြီးတော့ဒေါင်းလို့ဆွဲလာကြတယ်။ဘာလို့လဲဆိုတော့ဆိုရကတော့ကြောက်ရတဲ့ AI ဆိုပြီးနာမည်ကြီးသွားလို့ပါ။အခု ChatGPT ဘက်ကိုလှည့်ကြည့်အောင်။ Anthropic နဲ့စစ်တပ်ကြားမှာတင်းမာနေတာကို OpenAI ကအခွင့်ကောင်းယူလိုက်ပါတယ်။ Anthropic ကညင်းလိုက်တဲ့စစ်တပ်ခိုင်းတာအကုန်လုပ်ပြီးမယ်ဆိုတဲ့စီကံချက်တွေကို OpenAI ကလက်ခံပြီးဒေါ်လာတန်း100တန်းစာချုပ်ကိုချုပ်ဆိုလိုက်တာပါပဲ။ဒီသတင်းထွက်လာတော့ OpenAI user တွေကလုံးဝပေါက်ကွဲကုန်ပါတယ်။ OpenAI ကအရင်တုန်းကဘေးကင်းမှုပြောခဲ့တာတွေကဟန်ပြလားငါတို့ရဲ့ data တွေကိုစစ်တပ်ကစောင့်ကြည့်ဖို့ပေးလိုက်တာလားဆိုပြီးမေးခွန်းထုတ်လာကြတယ်။လူမှုကွန်ရက်တွေပေါ်မှာ delete ChatGPT ဆိုတဲ့ trend ဖြစ်လာပြီး subscription တွေပါအကုန်ဖြတ်ကုန်ကြတယ်။ဒီဖြစ်ရကနေကျွန်တော်တို့ဘာတွေသင်ခန်းစာရလိုက်တယ်လဲ။နီးပညာကုမ္ပဏီအနေနဲ့ကျင့်ဝတ်ကိုဦးစားပေးမလားဒါမှမဟုတ်အာဏာနဲ့ပတ်စံကိုဦးစားပေးမလား။ Anthropic ကတော့သူ့ရဲ့မူဝါဒအတွက်အစိုးရကတော့ပြန်တိုက်နေချိန်မှာ OpenAI ကတော့အခွင့်အရေးကိုအရယူသွားပါတယ်။ဒါပေမဲ့ရေရှည်မှာဘယ်သူကအနိုင်ရမလဲအစိုးရရဲ့ blacklist တွင်းခံရတဲ့ cloud ကပဲလူတွေရဲ့ယုံကြည်မှုရသွားမလား။ဒါမှမဟုတ်စစ်တပ်နဲ့လက်တွဲလိုက်တဲ့ ChatGPT ကပဲပိုပြီးအားကောင်းလာမလား။တင်းတို့ရောဘလို့ထင်ကြလဲခင်ဗျ။အခုလို tech လောကရဲ့နောက်ွယ်ရ drama တွေကိုသိချင်ရင် tech Archivo ကို subscribe လုပ်ထားဖို့မေ့ပါနဲ့။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။အားလုံးပဲ AI နဲ့အတူပို့ဟုတူတာတွေတိုးပွားကြပါစေ။